ဝမှာအမြဲနေထိုင်ရတဲ့ဆမ်းရှိဘဝတစ်ခုရပြီးလို့ရှိရင်ဘဝရဲ့ပြီးဆုံးတဲ့နေ့ဆိုတာရောက်လာပါပဲမြတ်စွာဘုရားကိုယ်တိုင်ကလည်းလောကမှာသင်္ခါရမှန်သမျှပဲရပါမပြည့်ဘူးဆိုတာဟောထားတာဖြစ်တယ်ပြည်သည့်အတ္တလောကကြီးတစ်ခုလုံးပြည်သည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အချိန်တန်လို့ရှိရင်ဘဝတစ်ခုကထွက်ခွာသွားမှာပဲဖြစ်တယ်အမြဲတမ်းနေရတဲ့ပုဂ္ဂိုလ်ဆိုမရှိဘူးအဲ့တော့လူတိုင်းဟာဒီအချက်ကိုသိထားပြီဆိုလို့ရှိရင်ကိုသွားမဲ့နောက်ဘဝအတွက်အာမခံချက်ရပြီလားစဉ်းစားရမှာပေါ့နော်လူတိုင်းသွားမှာတော့သိကြတယ်အဲ့တော့ကိုသွားရမယ့်နေရာကိုရွေးချယ်ပြီးတော့အာမခံချက်ရှိပြီလားအာမခံချက်ဆိုတာဒီဘဝမှာပြင်ဆင်ထားသည့်အတွက်ကြောင့်နောက်ဘဝမှာစိတ်ချမဲ့အနေအထားမျိုးအကယ်၍သောတာပန်ဖြစ်ပြီဆိုရင်တော့ဒါအာမခံချက်ရှိပြီအာမခံချက်ရှိပြီဆိုတော့အပယ်လေးပုံတရေတရိစ္ဆာန်ပြိတ္တာသူရကဲဆိုတာမရောက်တော့ဘူးဆိုတာထင်ရှားတယ်သောတာပန်ဖြစ်တော့အာမခံချက်ရှိသွားပြီတဂရကနာကအာမခံချက်ရှိတယ်လို့ဆိုရမှာရှန္ဒပုဂ္ဂိုလ်တွေကြတော့နောက်ဘဝဆိုတာမရှိတော့ဘူးဒီဘဝဟာနောက်ပိတ်ဆုံးတောင်းမို့ပစ္စည်းမဘဝိကလို့ခေါ်တယ်ပစ္စည်းမဘဝမှာဖြစ်တဲ့ပုဂ္ဂိုလ်တွေရှန္ဒဖြစ်သွားရင်ပစ္စည်းမဘဝိကနောက်ဆုံးဘဝနောက်ဆုံးဘဝဆိုတာပါရမီရင့်တန်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဒီတေချာပေါက်ဒါနောက်ဆုံးဘဝဆိုတဲ့လာတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဥမာမဲ့ရှင်ဘာကုလဟာမွေးလာတဲ့အချိန်မှာမြစ်ထဲသွားပြီးတော့ရေချိုးတယ်သူတို့ရည်ရွယ်ချက်လည်းရှိပါမို့အဲ့ဒီခေတ်ကတော့အိမ်မှာရေချိုးတာမရှိလို့လည်းဖြစ်ကလေးလေးကိုမြစ်ထဲမှာရေချိုးပေးတယ်အဲ့တော့မြစ်ထဲရေချိုးပေးခြင်းဖြင့်ကျမ်းမာတဲ့တန်ဆင်တယ်ဆိုတဲ့ယူဆလည်းရှိကောင်းရှိလိမ့်မယ်ခင်းကမြစ်ထဲမှာသွားရေချိုးတာရေချိုးတဲ့အချိန်လေးမှာငါကြီးတစ်ကောင်ကအနာနာရောက်လာပြီးဒီကလေးလေးကိုဟတ်သွားတာအဲ့တော့ကလေးပေါက်စားလေးကငါပါးစပ်ထဲပါသွားတာသို့တော့အဲ့ဒီငါကြီးကကလေးလေးမြူပြီးကြတဲ့ကသူဆောက်တရမရပဲနဲ့ရှေးဆုံးမျောပြီးတော့သွားလိုက်တဲ့အခါမှာအောက်မြို့ရွာဒေသရောက်သွားပြီးတော့ငါတွေရဲ့ဖဏကိုခံလိုက်ရတော့အဲ့ဒီငါကိုတတိကတော်တူကဝယ်လိုက်တယ်ခါတိုင်းဆိုလို့ရှိရင်အဲ့ဒီငါကချက်တဲ့ပြုတ်တဲ့လူတွေကပဲငါကိုလှီးကြဖြတ်ကြလုပ်တယ်အဲ့ဒီနေတော့တတိကတော်ကြီးကဒီငါကိုသူကိုယ်တိုင်ခွဲခြင်းနဲ့စိတ်ပေါက်လာအဲ့ဒါနဲ့ငါရဲ့ဘိုက်ကိုခွဲလိုက်တဲ့အခါကလေးလေးတော့တွေ့တယ်အဲ့ရှင်ဘကုလဟာမွေးတာကတဏှာကြီးတာတဏှာဆိုတော့သူကဘာကုလဘာဆိုတာဓိလို့အဓိပ္ပာယ်ရတယ်နှစ်ဦးအဲ့တော့သူမှမွေးစားတဲ့အမေကတစ်ခုမွေးစားတဲ့အမေရဲ့အမျိုးကတစ်ခုမွေးဖွားတဲ့အမေရဲ့အမျိုးကတစ်ခုဆိုပြီးတော့ခင်းကမြင့်မှာနော်မိခင်ရင်စီသွားလိုက်မွေးစားတဲ့အမေထနေလိုက်နေအမေတို့ချမ်းသာတာနေရတယ်ပြောချင်တာကတော့ပစ္စည်းမဘူိကဆိုတဲ့ပုဂ္ဂိုလ်ဟာငါဟတ်သွားပြီမသိဘူးလို့ပြောလို့သူကဒီဘဝမှာယန္တာဖြစ်ကိုဖြစ်ရမယ်ဘဝမျိုးအဲ့ဒါမျိုးပစ္စည်းမဘူိကလို့ခေါ်တယ်နောက်တစ်ခါ
မလမင်းသားရှင်ဓဗ္ဗဆိုတာရှိတယ်ဓဗ္ဗဆိုတာပညာရှိလို့အဓိပ္ပာယ်လည်းရတယ်နောက်ဓဗ္ဗသမန်မြတ်လို့လည်းအဓိပ္ပာယ်ရတယ်သမန်မြတ်ကျတော့ဒုဗ္ဗလို့လည်းရေးကြတယ်အဲ့ဒီရှင်ဓဗ္ဗအလောင်းကလေးလေးကလည်းပဲသူကိုယ်ဝန်ရှိနေတဲ့အချိန်လေးမှာသူမိခင်ဆုံးသွားတော့မွေးသေးခင်မွေးကနေပါဆုံးသွားတာဆုံးသွားတော့ကိုယ်ဝန်နဲ့ဆုံးသွားတဲ့သူမိခင်ကိုမိသိညွတ်ကြတဲ့အခါမှာမိရဲ့အရှိန်နဲ့ပေါက်ထွက်ပြီးတော့ဒီကလေးလေးကသမန်မြတ်ချုပ်ပေါ်သွားကြတယ်တော့မသိဘူးနော်ကလေးလေးကအရှင်ခုခေတ်လိုလည်းမသိနိုင်လို့ထင်ပါတယ်ခုခေတ်ကဆိုရင်တော့ခွဲပြီးတော့ကလေးလေးကိုထုတ်မှာပေါ့ရှေးခေတ်ကတော့အဲ့လိုလည်းမဟုတ်ဘူးအမေသေးသွားပြီဆိုတော့သူမိခင်သေးတာမပွေးသေးတော့ဒီကလေးလေးပါအတွင်းထဲမှာရှိနေမယ်ပြီးရှို့လိုက်ကြတာပြီးရှို့လိုက်တော့အဲ့ဒီကလေးလေးကမသိဘူးသမန်မြတ်ချုပ်ပေါ်ကြာပြီးတော့အရှင်ဆိုတော့သူ့ဖွာအေးအခေါ်ပြီးတော့မွေးပေးတာအဲ့ဒါထူးဆန်းနေနော်ကြံဖန်ပြီးတော့သက်ရှင်အဲ့ဒီပုဂ္ဂိုလ်မျိုးပစ္စည်းမဘဝိကလို့ခေါ်တယ်ပစ္စည်းမဘဝဣကနောက်ဆုံးဘဝမှာဖြစ်သူနောက်ဆုံးဘဝဆိုတာရှားနာဖြစ်မဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့ရပေါ့နော်သူ့အတွက်ကနောက်ဆုံးဘဝနောက်ဘဝဆိုတာမရှိတော့အဲ့တော့ရှားနာမဖြစ်ခင်ကနောက်ဆုံးဘဝဆိုတာသတ်မှတ်ထားတာလို့ဖြစ်ဒီတဲ့ထင်ရှားတော့ပြောရမယ်ဆိုရင်ဖះလောင်းတော့ပွေဖွာလာတဲ့အခါမှာဖះလောင်းတော့ခုနဘွားမြောက်မျက်နှာမြောက်ဘက်ကိုမျက်နှာမူပြီးတော့ခုနလမ်းသွားတယ်ခုနလမ်းသွားပြီးတော့အကောဟမတမိလောကတာလောကရဲ့မြတ်သူဖြစ်တယ်တိထောဟမတမိလောကတာလောကရဲ့ချီးမွမ်းတဲ့သူဖြစ်တယ်စစ်ထောဟမတမိလောကတာလောကမှာကြီးမြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့အဲ့ဒီလိုပြောရင်အယမဏိပါစာတိနတ္ထိဌာနိပုဏ္ဏဘောဒီဘဝဟာသူ့တဲ့နောက်ဆုံးဘဝပဲလို့ဘုရားလောင်းနေရတာဘုရားမဖြစ်ခင်ပြောတာအယမဏိမစာတိဒီဘဝဟာသူ့တဲ့နောက်ဆုံးဘဝပဲနောက်ထပ်သူ့မှာဘဝမရှိတော့ဘူးအန္တိမစာတိအန္တိမစာတိခေါ်တာကပစ္စည်းမဘဝိကနော်အန္တိမစာတိနောက်ဆုံးမွေးဖွားခြင်းနောက်ထပ်ထပ်ပြီးတော့မွေးဖွားတော့အဲ့တော့ပစ္စည်းမဘဝိကဆိုတာ ਨੇ အတိတ်ပဲကတော့သွားတူပစ္စည်းမဘဝိကဆိုတာနောက်ဆုံးဘဝမှာမွေးဖွားခြင်းအန္တိမစာတိဆိုနောက်ဆုံးမွေးဖွားခြင်းလို့ဆိုလို့တယ်ဟိုကဘဝကိုတည်တာနောက်ဆုံးဘဝ၌ဖြစ်သူအဲ့တော့အဲ့ဒီပုဂ္ဂိုလ်မျိုးတွေဟာဘာနဲ့မှမဖို့နေပါမရပဲနဲ့သိဆုံးတာဆိုတော့ဖြစ်ဘူးတဲ့လွဲချော်တာလည်းမဖြစ်တော့ဘူးသူတို့ကဒီဘဝဧကံဒိဋ္ဌမဖို့နေပါရမယ်ပုဂ္ဂိုလ်တွေအဲ့လိုပုဂ္ဂိုလ်တွေလည်းရှိအဲ့တော့ဘုဒ္ဓဇင်ဘဝကိုကနောက်ဘဝမရှိတော့ဘူးလို့ပြောနိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာအထင်ရှားတယ်ပေါ့နော်ဒါသောတာပန်ဖြစ်တာလည်းသောတာပန်သဂရကအနာဂတ်ဆိုတဲ့အရိယာလည်းမဟုတ်ဘူးယဟနာမဟုတ်ဘူးယဟနာမဟုတ်ပေမဲ့လို့သူတို့ဟာနောက်ဆုံးဘဝဧကန္ဒိဋ္ဌယဟနာဖြစ်မဲ့ပုဂ္ဂိုလ်တွေဆိုလို့လည်းပေါ့အဲ့တော့တာမန်ပုဂ္ဂိုလ်တွေကြတော့လောကကြီးကအေယာမပြဲတာမဟုတ်ဘူးအလုံးဟာပြောင်းလဲရမယ့်အနေအထားမျိုးရှိတယ်တတ္တလောကကြီးတစ်ခုလုံးဟာအပြောင်းလဲတွေရှိတယ်ထို့တူပဲဩကာသလောကဆိုတရဝရရဲ့တရားဘုံဌာနဒါရက်လည်းအပြောင်းလဲတွေအများရန်ဖြစ်နေတယ်သင်္ခါရလောကဆိုတာမပြောနဲ့တော့တတ္တလောကဩကာသလောကနှစ်ခုပေါင်းလိုက်သင်္ခါရလောကခေါ်တာပဲလေအဲ့တော့ပြောမယ်ဆိုရင်သင်္ခါရလောကရှုပ်တရားနတ်တရားတွေကိုအဓိကထားပြောလို့
အလုံးရုပ်တရားနဲ့ကင်းတာမရှိဘူးနန္တရားတော့ရှိတဲ့အခါရှိတယ်မရှိတဲ့အခါမရှိဘူးသက်ရှိတဲ့မဲ့အဲ့တော့တတ္တလောကဩဃတလောကသင်္ခါရလောကလောကသုံးပါဘယ်လောကမှာထာဝရဆောင်ရှိဘူးလို့ဆိုလို့တယ်အဲ့တော့တရားရဲ့တရားပုံဌာနဆိုတဲ့ဩဃတလောကကြီးကလည်းထာဝရမဟုတ်ဘူးချိန်တန်တော့သူလည်းကောအမိလောက်ပျက်စီးတယ်သို့မဟုတ်လေးကြောင့်ပျက်စီးတယ်သို့မဟုတ်ရေကြောင့်ပျက်စီးတယ်ဒါရဲ့ပြောက်ွယ်သွားမယ်ဟာကြီးပဲထို့တူပဲဩဃတလောကကြီးပြောက်ွယ်တယ်လို့တတ္တလောကကြီးကလည်းပဲရွှေရှာပြောင်းလဲပြီးတော့နေကြတာဖေးရမှာမြေဘူးအဲ့တော့ကိုပြန်စဉ်းစားရမှာတော့ငါဟာတတ္တလောကကလူတယောက်ပဲတတ္တလောကထဲမှာထာဝရနေရတဲ့လောကမှာထာဝရနေရတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးဧကနိဋ္ဌနောက်ဘဝကိုတမလုံးဘဝလို့လည်းခေါ်တယ်ဧကနိဋ္ဌနောက်ဘဝဆိုတာရှိမှာပဲအဲ့ဒီနောက်ဘဝအတွက်ငါမှာဘယ်မှာနေပဲဆိုတာကိုအမခံကြရပါလားဘယ်ဘဝတဏှာကမလွတ်သေးလို့ရှိရင်ရွေးချယ်ရမယ်သဘောရှိတယ်ဟောသောတာပန်မဖြစ်သေးလို့ရှိရင်အဆိုးနဲ့လည်းကြုံနိုင်တယ်အကောင်းနဲ့လည်းကြုံနိုင်တယ်သောတာပန်ဖြစ်သွားရင်တော့ကာမ7ဘုံတွေကအပယ်4ဘုံကလွတ်သွားပြီသိချတယ်အဲ့ဒီမြောက်တော့အဲ့ဒါတော့အာမခံချက်အောက်မသွားဘူးဆိုတော့ပြေဝရသွားပြီသောတာပန်မဖြစ်သေးရင်တော့အပယ်4ဘုံကတော့ဘုန်းကြီးလည်းမလွတ်ဘူးလူလည်းမလွတ်ဘူးပုထုဇဉ်မှန်လို့ရှိရင်ပြောလို့မရဘူးရှေးတုန်းကရန်တော်တွေဧရကပတ္တနဂမင်းရဲ့ဇက်ကိုကြည့်မဆိုရင်ရန်တော်တစ်ပါးဟာလေးစီးသွားရင်နဲ့ကဏ္ဍမှာရှိတဲ့တပင်လေးကိုလမ်းပြီးတော့ဆွဲလိုက်တာလေးရှိန်နဲ့တပင်လေးပြတ်သွားတာအမှန်တမဲ့ဖြစ်သွားတာသူစိတ်ထဲမှာဒါလေးကမပြောပါတော့ဘူးဘုန်းကြီးဆိုတာကတပင်တွေပါလေဖြတ်စည်းခွင့်မရှိဘူးဖြတ်စည်းရင်အပြစ်ရှိတယ်ပေါ့အဲ့ဒါနဲ့ပြိမြက်ကလေးကိုလမ်းဆွဲလိုက်တော့အဲ့ဒီပြိမြက်ကလေးကပြတ်ပါလားမတော်တဆဖြစ်တာပဲဆိုတော့ဒါနေတာဒီကနေကြတော့ငါတိလားစင်ကြယ်လားလို့သူစဉ်းစားလိုက်တဲ့အခါကျတော့အဲ့ပြိမြက်ဖြတ်ဆွဲတာလေးတစ်ခုကသူ့အတွက်လာပြီးစတော့စတဲ့ဖြစ်နေမပြောပါတော့တဲ့ဟာတွေကလာပြီးတော့စိတ်ထဲမှာနောက်ဆက်ဖြစ်နေတာတခြားတော့သူဘာကျူးလွန်တာမရှိဘူးဒါပေမဲ့လို့အဲ့ဒီပြိမြက်လေးဖြတ်မိတာကိုဒေသနာမကြားခဲ့ရဘူးဆိုစိတ်ကအဲ့လိုဖြစ်တယ်အဲ့ဒီစိတ်နဲ့ပြန်တော်မူသွားတဲ့အခါမှာဧရကပတ္တာဆိုတဲ့နာမည်နဲ့တကားကြီးသွားဖြစ်တယ်မွေကြီးပေါ့ပင်လယ်တွေကမွေကြီးတစ်ကောင်သွားဖြစ်တာမွေဆိုတာတရိစ္ဆာန်ပဲလေဝိစာတရိစ္ဆာန်ပဲနတ်မျိုးမဟုတ်ဘူးသို့တော့နတ်တွေကအသုံးချနေတာလည်းဖြစ်နိုင်တယ်စတုမာရဲ့နတ်ပြည်အော်လို့တရားမင်းကလည်းပဲပင်လယ်ထဲမှာဒါဝိနတ်နတ်ပြည်လုံခြုံရေးအတွက်ပထမအဆင့်အာလိ50ဆိုတာကြောက်ကြလိမ့်မယ်ပါဠိလိုအာလိဒခန္ဓာစခန်းအာဟုရှိတယ်ဒါဝိနတ်ဒီမြင့်မို့တောင်ထိပ်မှာဒါဝိနတ်နတ်ပြည်ရှိတယ်မြင့်မို့တောင်အောက်ခြေမှာအတုရနတ်ဘုံရှိတယ်အဲ့ဒီနှစ်ခုချာမှာစတုမာရဲ့နတ်ဘုံနဲ့လူဘုံရှိတယ်မြင့်မို့တောင်ခပန်းမှာစတုမာရဲ့နတ်ဘုံရှိတယ်လူဘုံရှိတယ်
အဲ့ဒီမှာတရားမင်းကြီးကအတုရတွေနဲ့မကြာခဏစစ်ဖြစ်တဲ့အခါမှာအဆောင်ချထားတယ်အတုရနတ်ပြည်ကမြင့်မို့တောင်ရဲ့တောင်ချေဆိုတော့ရေထဲမှာမြုပ်နေတာပင်လဲအောက်လို့ဆိုပါတော့အဲ့ဒီကနေပြီးတော့အတုရတွေကစစ်တိုက်ဖို့တာဝရိန္ဒနတ်ပြည်ကိုတက်ဖို့ဘယ်ချိန်မှသူတို့တက်တတ်တုံးဆိုလို့ရှိရင်တာဝရိန္ဒနတ်ပြည်မှာကတခုပွင့်တယ်တခုပင်ကလေပင်လေကတိပင်ပွင့်တယ်တာဝရိန္ဒနတ်ပြည်ကပင်လေကတိပင်တနေ့တစ်ခါပွင့်ဒါတာဝရိန္ဒနတ်ပြည်ရဲ့အထိတ်မှတိပင်ကပင်လေကတိအတုရနတ်ပြည်ကြတော့တခုပင်ပွင့်တခုပင်ပွင့်ပြီဆိုရတဲ့အတုရတွေကသူတို့ရဲ့နေရဌာနကတာဝရိန္ဒနတ်ပြည်ကိုအဲ့တော့တခုပင်ပွင့်ပြီဆိုရတဲ့ဟာငါတို့နေတဲ့နေရာကတခုပင်မဟုတ်ဘူးပင်လည်းကတိပင်ဖြစ်တယ်ဆိုပြီးအဲ့ဒါသူတို့ကိုဒီနေရာရောက်အောင်တရားမင်းကြီးကအနှင်ထုတ်လိုက်တာကိုမောင်းချလိုက်တာအဲ့ဒါနဲ့တခုပင်ပွင့်နိုင်တာဝရိန္ဒနတ်ပြည်ကိုတက်လာကြတာစစ်တိုက်ဖို့တက်လာကြအဲ့ဒါကိုကြောက်ပြူတာနဲ့တူရတယ်တခုပင်ကမိတချီခဏခဏစစ်ဖြစ်တယ်တခုပင်ပွင့်နိုင်သူတို့ကစစ်တိုက်တယ်အဲ့ဒီလိုစစ်တိုက်တဲ့အခါမှာပင်လေအောက်ချီပင်လေမျက်နှာပြင်ထိအောင်နဂါရီကိုစောင်းချထားတဲ့တရားမင်းကြီးကအဲ့တော့သူရတွေတက်လာပြီဆိုရင်ပထမနဂါရီနဲ့တိုက်ရတယ်အဲ့နဂါဆိုတာမွေတွေပဲအခုပြောတဲ့ဘာလို့နဂါကိုမွေလို့ဘာလို့ပြောရတာတော့ဆိုအိန္ဒိယလူမျိုးတွေကမွေကိုနာဂလို့ခေါ်တာပဲသူတို့ဝါရနဲ့နာဂလို့ခေါ်တာဘင်္ဂလားဒေ့ရှ်ကလူတွေကလည်းနာဂလို့ခေါ်တာသူတို့နဲ့တွေ့မေးကြည့်ပေါ့နာဂဆိုတဲ့နာမည်နဲ့ခေါ်တာပဲမွေဟောက်တွေသူသဖြင့်မွေဟောက်ကြည့်တယ်အဲ့တော့သူတို့စကားတွေပါရရလဲမွေကိုနာဂဆိုတဲ့နာမည်နဲ့ရိုက်ထားပဲအဲ့တော့ဗမာတွေကတော့မွေလို့ပါလားပြန်ကြတယ်မှန်တော့နာဂဆိုတဲ့စကားလုံးကသူတို့ဆရာလာတဲ့စကားလုံးအဲ့ဒီနာဂကိုပဲရှေးချပြောင်းပြီးတော့နဂါလို့ဗမာခေါ်လိုက်တာနဂါလို့ခေါ်တာအဲ့တော့တရားမင်းတို့ကသူတို့ဒီမွေတွေကိုစိတ်ခိုင်းတာအဲ့ဒီမွေတွေကတချို့မွေကြီးတွေကတကူအဲ့ဒီပါကမ္မစိတ်တကူရှိတယ်သူတို့ကိုသူတို့ရုပ်ပြောင်းလို့ရုပ်လွဲလုံနိုင်တယ်ဖန်ဆင်းနိုင်တယ်ပေါ့နော်အဲ့ဒီစွမ်းကိုရှိတယ်ဒါပေမဲ့သူတို့ကနတ်မဟုတ်ဘူးစတုမာတဲ့ပုံသားမဟုတ်ဘူးအပဲလေးပုံသားပဲဘာလို့လဲဆိုဧရကပတ္တနဂါဟာမေကုန်းနေမေလို့ဖျားကဖြေတဲ့အခါမှာသူသောတပန်မဖြစ်ဘူးအကယ်၍သူကနတ်မျိုးနတ်တွေဆိုရင်သောတပန်ဖြစ်အောင်နော်ဟိုပြီးရင်ကရမာတာဆိုတဲ့တရေမာတောင်မှာပဲသူကစတုမာရဲ့နတ်မျိုးထဲမှာပါသည့်အတွက်ကြောင့်ဖျားတရားနဲ့အာရောသောတပန်ဖြစ်သွားတယ်အဲ့တော့သောတပန်ဖြစ်တဲ့ဆိုရဲစတုမာရဲ့နတ်မျိုးလိုပဲမှတ်အောင်စတုမာရဲ့နတ်ဆိုတာဟိုအပဒမဆင်းရဲတဲ့နတ်တွေပါအပါဝင်မယ်အဲ့တော့နဂါရီတော့မပါဘူးမြတ်စွာဘုရားသာသနာတော်မှာလူရောင်ဖန်ဆင်းနိုင်တဲ့နဂါရကောင်ကဘုရားသာသနာလူရောင်ဖန်ဆင်းပြီးဝင်လာဘူးတယ်ဝင်လာတဲ့အခါမှာသူကလူပုံဖန်ဆင်းထားတဲ့အတွက်ကြောင့်လူလိုပဲထင်ပြီးတော့ရန်ခံပေးလိုက်ကြတာနဂါဟာလွတ်လွတ်ကျွတ်ကျွတ်အိပ်ပျော်သွားလို့ရှိရင်ဖန်ဆင်းတာပြည့်ပြည့်သွားတယ်ပြည့်သွားတော့မွေးခန္ဓာကိုယ်ကြီးဖြစ်နေအဲ့ဒီကိုတော့ကသူတော်ရတဲ့နေရာကနေပြီနော်သူတော်ရတဲ့နေတဲ့အချိန်မှာအဖော်ရန်နဲ့နေတဲ့အချိန်မှာသူကိုသူမသိအောင်လို့သူကလူရောင်ဖန်ဆင်းနေတာသူတော်ရတဲ့နေတဲ့အချိန်လေးမှာသူကအိပ်ပျော်သွားတာအိပ်ပျော်သွားတော့ဟိုအဖော်ရန်လာတဲ့အခါမှာ
သူအိပ်ပျော်သွားတဲ့အခါနဂါကြီးပြန်ဖြစ်တယ်သူနေတဲ့ကြောင်းထဲမှာနဂါကြီးနဲ့ပြည့်နေနဂါအခွေတွေနဲ့ပြည့်နေတော့ဟုတ်ကောလန့်ဩတာအဲ့ဒါနဲ့သူ့ဆက်ကြောင်းပေါ်သွားတာပေါ်သွားတော့မြတ်စွာဘုရားကမေးတဲ့အခါကျတော့မှသူကနဂါဖြစ်တဲ့အကြောင်းရှင်းပြတယ်အဲ့တော့မြတ်စွာဘုရားနဂါဟာတိရစ္ဆာန်မျိုးဖြစ်သည့်အတွက်ကြောင့်သာသနာ့ဘောင်ဝင်ခွင့်မရှိဘူးလို့ဆိုပြီးတော့သူကရံဘောတိတ်ခွင့်မရတော့ဘူးပေါ့နော်အဲ့ဒီဇာလန်နဲ့ရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီဝီနေတဲ့မှာနဂါကိုအကြောင်းပြုပြီးတော့တိရစ္ဆာန်ကတလို့ဆိုတော့လေအဲ့ဒီထဲမှာတရားတွေနတ်တွေပါထည့်သွင်းထားတာထည့်သွင်းတာတိရစ္ဆာန်ပြလို့ထည့်သွင်းတာတော့မဟုတ်ဘူးတရားပဲတိရစ္ဆာန်ဟုတ်မလဲဒါပေမဲ့တိရစ္ဆာန်ကတလို့သုံးလိုက်တာရဟန်းဖြစ်ခွင့်မရတာချင်းတူလို့ပြောတယ်လို့ပဲယူဆရနော်ဒါပေမဲ့နဂါကတော့တိရစ္ဆာန်သိကြတယ်တရားကတော့တိရစ္ဆာန်မဟုတ်ဘူးသူကသောတာပန်ဖြစ်တယ်နော်ဖြစ်နိုင်တယ်တရားတို့တရားမြတ်ရနိုင်တယ်အဲ့တော့အမျိုးဆက်အနေနဲ့ကတရားကနတ်တွေကနတ်ပဲနတ်မျိုးနတ်တွေပဲနဂါလို့တိရစ္ဆာန်လို့ခေါ်လို့မရဘူးသို့တော့အဲ့ဒီတိရစ္ဆာန်ကတော့ဘိက္ခွေနဥပတပါရိတဘောတိရစ္ဆာန်ကိုရံခတ်မပေးရဘူးဆိုပြညာချက်ရှိတယ်အဲ့ဒီထဲမှာနတ်တွေလေပြမာတွေကိုလည်းရံခတ်ပေးရတာမဟုတ်သည့်အတွက်ကြောင့်အဲ့ထဲထည့်သွင်းတယ်လို့ဆိုထားတာထည့်သွင်းတယ်လို့ဆိုတာနဲ့တရားဟာတိရစ္ဆာန်လို့ပြောလို့မရဘူးတိရစ္ဆာန်ဆိုတဲ့သုံးနဲ့သုံးတာတော့မဟုတ်ဘူးနော်အကြောင်းပြုတာတော့နဂါကိုအကြောင်းပြုတာဘာလို့လဲဆိုနဂါပြောတော့ကမြတ်စွာဘုရားတုံမေခွိတ္တနာဂါအဝိရုံလိဓမ္မသာသနာမှာလူသားတယောက်တို့မဲ့ဖို့နေပါရလာအောင်ဖြစ်နိုင်တဲ့အနေအထားမရှိဘူးလို့ပြောတယ်။ဒါကြောင့်မို့နဂါဘဝနဲ့ကုသကောင်းမှုပဲလုပ်ပါဆိုပြီးတော့ယဟန်ခံွယ်မပေးတာ။နော်။အဲ့တော့စာပေကျမ်းကမှာတရားတို့ဘာလို့လဲပဲတိရစ္ဆာန်ကတာတဲ့ထဲ့သွင်းတယ်ဆိုတာတိရစ္ဆာန်ဖြစ်လို့ထဲ့သွင်းတာမဟုတ်ဘူးရဟန်းဖြစ်ခွင့်မရတာချင်းတူလို့ထဲ့သွင်းတယ်လို့ဒီလိုယူရမယ်အဲ့လိုဆိုတရားကိုတော့တိရစ္ဆာန်လို့ပြောလို့ရမလားနတ်တွေကိုတိရစ္ဆာန်လို့ပြောလို့ရမလားမရဘူးသူတို့ကတရားတို့တရားမြတ်ရနိုင်တယ်လေနတ်အရိယာတွေပြည့်နေတာပဲအဲ့တော့ဟုတ်ပြီအဲ့ဒီနဂါတွေကမွေတွေကပင်လယ်တွေကနဂါကြီးတွေမွေကြီးတွေကအတုရာတွေတက်လာရင်သူတို့ကခုခံကြတယ်ကဲပြီးမနိုင်လို့ရှုံးလာတဲ့အခါကျတော့ပင်လယ်မျက်နှာပြင်ရောက်လာရှောက်လာတော့ဘသူတွေနဲ့တွေ့တော့ဆိုကလုံးနေအဲ့ဒီကလုံးဆိုတဲ့ကောင်ကတော့ခုခေတ်မှာကလုံးကိုရှာတွေ့ကြလားပုံနဲ့ပဲတွေ့နေကြအမှန်တော့ကလုံးဆိုတာလင်းုံငှက်ကြီးတွေကိုခေါ်တာပဲဒိဗ္ဗပက္ခိဝိသုဒ္ဓစက္ခုဆိုပက္ခိအတောင်ရှိတယ်ဒိဗ္ဗဓိစာငှက်လို့ပြောတာပဲဓိစာဆိုတာငှက်ဒိဗ္ဗဓိစာပက္ခိတောင်ရှိတယ်ဝိသုဒ္ဓစက္ခုဒီ eagle ဆိုတဲ့လင်းုံငှက်ကြီးတွေမျက်လုံးကသိတောက်ပါတယ်မြင့်စွမ်းအားကအမတ္တမထက်မြက်တယ်အမတ္တဝေးလံတဲ့နေရာကအကောင်မြင်ရတယ်ဥပမာပဲရေထဲကငါသွားတာတောင်မြင်ရတယ်ဒီကောင်တွေတင်းရုံးကကြည့်တယ်ချိန်ဝါလည်းကြီးတယ်သမန္တုတွေတောင်မှရေထဲငါသွားတာကကြည့်ပါမြင်ရမယ်သူတို့ကကောင်းရင်ပြန်ရင်ကနေရေထဲမှာသူဖန်လောက်တဲ့အနေထားအထိဒါရေမျက်နှာပြင်ပေါ်လာတာမဟုတ်ဘူးအဲ့ဒီငါကရှီနဲ့ဖုံးပြီးတော့ငါလှုပ်ရှားနေတာကိုမြင်လို့တွေ့ကြပါလိမ့်မယ်ကောင်းကင်ကနေထိုးဆင်လာပြီးခြေတဲ့နဲ့ကုတ်သွားတာငါးတွေလည်းဖမ်းတာသူတို့မွေတွေလည်းဖမ်းတာပဲအကောင်နဲ့စိတ်တွေတောင်စိတ်တွေပဲတောင်ဖမ်းတယ်လူလည်းဖမ်းနိုင်တာပဲသူတို့ကောင်းကြီးတွေချီးပြီးဆိုရင်ကြောက်ကလေးတွေပါလေဆိုချီသွားနိုင်တယ်
ကိုယ်တော့ကပတ္တစာရိသားဆွန်ချီတယ်ဆိုတာဟောင်းဝကလာအောင်မေချီနိုင်တယ်စိတ်တောင်ချီနိုင်တယ်အဲ့တော့ကောင်းချီလို့ရှိရင်ချီလို့ရတယ်သူတို့ချီအဲ့ဒီသိတန်တယ်သူတို့ခြေတော်နဲ့ကုတ်သွားတာပြီးတော့ငှက်တွေထဲမှာဟဋ္ဌိလိန်ကငှက်ဆိုတာဓမ္မပဒထဲမှာပါတယ်ဥဒိဏဇလနဲ့ပတ်သက်ပြီးတော့လူကိုခြီသွားတာလူချီကြီးကိုခြီသွားတာမိဖုရားကြီးကနေဝုဇာလှုံပြီးတော့ကပလာနေကြီးချုပ်ပြီးတော့နေဝုဇာလှုံနေတဲ့အခါမှာစားစရာမှတ်ပြီးတော့အခြီသွားတာပါသွားတာပဲအဲ့ဒါဟဋ္ဌိလိန်ကငှက်လို့ခေါ်တယ်ငှက်ကြီးကြီးတွေရှိတယ်အဲ့လိုဟာတွေအရှိတော့လူတောင်ခြီနိုင်တယ်ပေါ့အဲ့ဒီကလုံးဆိုတဲ့ကရုလကလုံးဆိုတဲ့ပင်လေရေမျက်နှာပင်ရောက်လာတဲ့အခါကျတော့အဲ့ဒီကလုံးလေးနဲ့တိုက်ရတယ်ကလုံးလေးကခုခံတယ်အဲ့ဒီကလုံးလေးတစ်ခါရှုံးသွားပြန်လို့ရှိရင်ဘယ်သူတွေနဲ့တွေ့တော့ဆိုဂုံပန်ဆိုတဲ့မျက်လုံးပြူပြူပိုက်ဖောင်းမောင်းကျန်တဲ့ရက်စတဲ့ဂုံပန်ဘလူကြီးတွေနဲ့တိုက်ရတယ်ဂုံပန်ဒလို့ခေါ်တယ်အဲ့ဒီကောင်ကြီးတွေအဲ့ဒီကောင်ကြီးတွေကနဲ့တိုက်သူတို့ကရှုံးသွားတဲ့အခါကျတော့ဘယ်သူနဲ့တိုက်တော့ဆိုရက်ခဆိုတာတွေနဲ့တိုက်ရတယ်ရက်ခတွေရှုံးသွားတဲ့အခါစတုမာတဲ့နတ်မင်းကြီး၄ယောက်နဲ့တိုက်ရတယ်အဲ့ဒါကိုပထမစခန်းမှာနဂါတွေနဂါတက်ချထားတယ်ဒုတိယစခန်းအပေါ်ရောက်လာတဲ့အခါကလုံးတက်အဲ့ဒီပေါ်ကျော်လာရင်ခုံပန္ဒတက်အဲ့ဒီတော့ကျော်လာလို့ရှိရင်ရက်ခတက်အဲ့ဒီဟိုဘက်ရောက်တဲ့အခါစတုမာရနမင်းကြီး၄ပါးရှုံးသွားရင်တော့တာဝရိတနတ်ခိတ်ဝရောက်လာတယ်အဲ့ဒီကြရင်တော့တရားမင်းကြီးကိုယ်တိုင်ထွက်ရတယ်တရားမင်းကြီးကိုယ်တိုင်ထွက်လာတယ်အဲ့ကြတော့အဲ့ဒီမှာတရားမင်းရုပ်တုလေးလှုပ်ထားတယ်လို့ပြောတယ်အဲ့ဒါမြင်ရင်တော့သူတို့လမ်းပြီးပြေးကြတယ်သူရာတွေအဲ့တော့သခုတ်ပင်ပွင့်နိုင်သူတို့စစ်တိုင်လို့သခုတ်ပင်ကမိတချီကြီးဆိုတာအဲ့ဒါပြောအားလိ50တောက်ရိတ်နတ်ပြည်ကိုကာကွယ်ထားတာအားလိ50နဲ့ကာကွယ်ထားဟုတ်ပြီအဲ့တော့နဂါဆိုတာလေတရိစ္ဆာန်မျိုးနွယ်တယ်ပါတယ်ကလုံးကလည်းတရိစ္ဆာန်မျိုးနွယ်တယ်ပါတယ်ခုနကုမ္မန္တတို့ရက်ခါတို့ဘာလို့ကြတော့စတုမာရထဲပါတယ်အာလဝကတို့ဘာလို့ကြသောတပန်ဖြစ်သွားလေရက်ခါမျိုးနွယ်ပဲဖျက်တရားနာတဲ့အခါတော့သွားဝါဖြင့်အဲ့ဒီကောင်ကြီးတွေချမ်းတန်ရက်စစ်တယ်ပေါ့အဲ့တော့တတ္တလောကမှာရှိတဲ့တတ္တဝါတွေဟာမျိုးစုံရှိတယ်မျိုးစုံရှိတော့ဘယ်တတ္တဝါပဲဖြစ်ဖြစ်အချိန်တန်လို့ရှိရင်ကိုနေတဲ့ဘဝအနေထွက်ခွာရမယ်ဆိုတော့နောင်သွားမရမယ့်ဘဝဆိုတာရှိကိုရှိလားနောင်သွားရမယ့်ဘဝတခြားဘာသာတွေမှာလည်းရှိတာပဲလေနောင်ဘဝတချို့မှရှိတယ်နောက်ဘဝအများကြီးတော့မရှိဘူးဘုရားဘာသာမှာတော့တန်တရားရှိတယ်ဟိန္ဒူဘာသာမှာလည်းတန်တရားရှိတယ်ဒီဘဝပြီးရင်နောက်ဘဝပြီးနောက်ဘဝတန်တရားမှာရှိတယ်တချို့ဘဝတွေကြတော့ကောင်းကင်ဘုံဆိုတဲ့နောက်ဘဝသို့မဟုတ်ထာဝရငရဲဆိုတဲ့နောက်ဘဝအဲ့ဒီနောက်ဘဝအဲ့တော့ဘုရားဘာသာတွေကြတော့နောက်ဘဝအတွက်ဘာအမခံချက်ရထားလဲတမန်ပုဂ္ဂိုလ်တယောက်အနေနဲ့ကိုယ့်ကိုဆန်းစစ်ထားဖို့လိုတယ်နောက်ဘဝအတွက်အမခံချက်ရပြီလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံလေးတစ်ခုမှတ်သားပြီးတော့အဲ့ဒီတိုင်နေထိုင်တော့ဒါသောတပန်မဟုတ်လေအမခံချက်ရတယ်လို့ပြောလို့ရမယ်အဲ့ဒီတိုင်နေမဲ့ဆိုလို့ရှိရင်အမခံချက်ရတယ်လို့ပြောအဲ့ဒီမှာနတ်သားတယောက်ကမြတ်စွာဘုရားကိုမေးခွန်းလာမေးတာရှိတယ်ဂိန္ဓုရပိတာစနတာနေကာလူတွေဟာဘာဖြစ်လို့
ဆိုရင်စိတ်တွေနဲ့နောက်ဘဝအတွက်သွားရမှာကြောက်နေကြတာလေတဲ့ဘာကြောင့်ဒီဘဝလူတွေအများအားဆိုရင်စိတ်ရှိတယ်နောက်ဘဝအတွက်ဆိုရင်စိတ်ရှိနေကြတယ်မေဃောစနေကယတနာပေါတော်မြတ်စွာဘုရားကလမ်းကြောင်းတွေအမျိုးမျိုးဟောပြထားတာရှိတယ်ပေါ့နော်ကြောက်เสียမရှိအောင်လမ်းကြောင်းတွေများစွာဟောထားတာရှိတယ်ပု္ပ္ပာမိတံဂေါရမပုရိပညာအသိဉာဏ်မြင့်မာတဲ့ဂေါရမဘုရားကိုလျှောက်ထားပါရစေတဲ့ကိတ္တမိန်ထိတော်ပရလောကန္တပါယေဘယ်အချက်ဒီပေါ်မှာယတ္တိနိုင်လို့ရှိရင်ပရလောကဆိုတဲ့နောက်ဘဝကိုကြောက်เสียမလို့တဲ့အမခံချက်ရပါသလဲဆိုမိကုန်ပြီနော်ဆိုရင်မလို့ဘူးကြောက်เสียမလို့ဘူးနောက်ဘဝအမခံချက်ရမယ်ဘယ်လိုနေထိုင်ရမလဲသောတာပန်ဖြစ်တာပြောတာမဟုတ်ပုထုဇဉ်ဘဝနဲ့တည်းကိုဘယ်လိုနေထိုင်ရင်နောက်ဘဝအတွက်အမခံချက်ရှိမလဲအဲ့တော့မြတ်စွာဘုရားကအဖြေပေးထားတာလေးကရှင်းရှင်းလေးပဲတော့နော်ဝါသမနိစ္စပဏိဒါယသမ္မာမင်းပထမဆုံးလုပ်ရမှာတော့မင်းရဲ့စိတ်ထားကိုပြင်စိတ်ထားပြင်ရမယ်စိတ်ထားမပြင်လို့ရှိရင်စိတ်ကောင်းနှလုံးကောင်းမရှိရင်လူကမဟုတ်တာလုံးဝသိကြတယ်နော်စိတ်ကောင်းနှလုံးကောင်းထားမဟာကဏ္ဍယုံဆရာတော်ဘုရားကြီးကသူ့ကျောင်းမှာစာရန်ချိတ်ထားတာရှိတယ်ဆရာတော်ရှင်ဇနကပြီးဝန္တာဆရာတော်ရဲ့ပါချိတ်တာစိတ်ကောင်းရှိဖို့ကပထမကိုကျင့်သီလကိုပထမလို့မပြောဘူးစိတ်ကောင်းရှိဖို့ကပထမအဲ့တော့ခုနောက်ဘဝအတွက်စိတ်ချရအောင်ပထမဆုံးလိုအပ်ချက်ကပါတော့စိတ်ကောင်းထားအဲ့တော့စိတ်ကောင်းဆိုတာဘယ်တော့မှခေါ်တာတော့လို့ကိုယ်စဉ်းစားကြည့်သူများအပေါ်မှာမနာလို့တဲ့စိတ်မရှိနဲ့သူများပြက်လို့ပြက်စီလို့တဲ့စိတ်မရှိနဲ့ချင်းထဲလို့တဲ့စိတ်မရှိနဲ့ချွန်းတွန်းလို့တဲ့စိတ်မရှိနဲ့သူတော်ဘာပြက်အောင်ဒုက္ခပေးလို့တဲ့စိတ်မရှိနဲ့မေတ္တာစိတ်ထားမယ်အလုံးပေါ်မှာမေတ္တာထားနိုင်အောင်ဘသူသေးသေးငတေမှာပြီးရောဆက်စိတ်မထားနဲ့နော်အဲ့ဒီစိတ်မထားနဲ့အလုံးပေါ်မှာမြတ်တာပြီးတော့မေတ္တာထားနိုင်ရမယ်စိတ်ကောင်းနှလုံးကောင်းမြတ်သောအပြင်ချက်လက်စီဆိုတာသူများကြည့်ပါရင်မနာလို့တယ်ဖြက်စီတယ်နော်မစ္စရိယဆိုတာကိုကြည့်ပွားသလိုသူများမကြည့်ပွားစေခြင်းအဲ့စိတ်ကအလွန်များတယ်လူတွေမှာချက်လက်စီဖြစ်တယ်အနာလိုဝန်တိုးတယ်အထူးသဖြင့်ဘုရားဘာသာဖြစ်တဲ့ဗမာလူမျိုးတွေကိုများတယ်လို့ပြောကြတယ်ဟုတ်မဟုတ်ကတော့ဘယ်သူမှသုတေသနလုပ်ထားတာမရှိဘူးနော်သုတေသနလုပ်ကြည့်စရာတော့ကောင်းတယ်ပေါ့နော်သုတေသနလုပ်တာဘယ်လိုလုပ်အောင်မှာတော့လိုက်မေးကြည့်ပေါ့လူတွေလိုက်ပြီးတယောက်ချင်းလိုက်ပြီးတော့မှတ်တမ်းတင်ပေါ့လူတစ်ထောင်မှဘယ်နှယောက်ကမနာလို့စိတ်ရှိတယ်လေလိုက်ပြီးတော့အဲ့ဒီနှုံနာနဲ့တွက်ချင်တော့ဒီမှာအဲ့လိုသုတေသနလုပ်ထားတာမရှိဘူးဒါပေမဲ့အတွေ့အကြုံရလူတွေကပြောတာဗမာတွေကတယောက်ကြည်ပွားလာရင်ကျန်တဲ့တယောက်ကမနာလို့စိတ်ဖြစ်တယ်နော်ပြက်လို့ပြက်စီလုံးတွေရှိတယ်အဲ့ဒါတော့ဟုတ်ကောင်းလဲဟုတ်ပါလိမ့်မယ်တချို့ကဆိုင်တစ်ဆိုင်ဒီနားမှာရောင်းကောင်းပြီဆိုရင်အဲ့ဒီနေရာလာပြီးတော့တခြားဆိုင်လာဖွင့်တယ်အဲ့တော့သူကရောင်းကောင်းခြင်းလို့ဖွင့်တာလည်းဖြစ်နိုင်တယ်သူဖွင့်လိုက်သည့်အတွက်ကြောင့်ဟိုဆိုင်ကလည်းရောင်းကြခြင်းကြသွားတယ်နော်တယောက်ကောင်းစားလို့ရှိရင်နောက်တယောက်ကအားပေးမဲ့အစားပြက်လို့ပြက်စီလုပ်တတ်တဲ့ကျင့်လေးတွေကတော့ရှိတယ်ဆိုတာသိတာရပေါ့နော်ကြားနေရတာပေါ့ပြက်စီကတော့မြင်ရတာမဟုတ်ကြားနေရတာပေါ့
နိုင်ငံခြားတိုင်းပြည်တွေမှာရောက်ရင်လည်းပဲအဲ့ဒီဟာတွေကြားနေရတယ်ပေါ့တယောက်တယောက်ကူညီရမယ့်အစားမကူညီတဲ့စိတ်တွေများနေတယ်အဲ့တော့စိတ်ချက်ကိုအရင်ပြင်ရမယ်ဘယ်လိုပြင်ရမလဲသူလည်းကြည်ပွားခြင်းနဲ့ငါလည်းကြည်ပွားခြင်းနဲ့ငါကြည်ပွားသလိုသူလည်းကြည်ပွားပါစေအဲ့စိတ်ဓာတ်ထားမယ်အဲ့စိတ်ဓာတ်မွေးရမယ်မေတ္တာထားနိုင်ရမယ်အလုံးကိုကူညီနိုင်ရင်ကူညီမကူညီနိုင်လို့ရှိရင်ဒုက္ခမပေးနဲ့မကူညီုံနဲ့မကဘူးဒုက္ခပေးတာကြတော့ပို့ဆိုးတယ်ပေါ့အဲ့ဒါကြောင့်မို့ဝါစံမနှင်းစာပဏိဒါယတမ္မာနံပါတ်1ကစိတ်ကောင်းနှလုံးကောင်းထားပါအဲ့ဒါထားလိုက်လို့ရှိရင်နောက်ဘဝအတွက်အခြေအနေကောင်းတစ်ခုရလာနိုင်တယ်နောက်တစ်ခုကတော့မင်းအပြောအဆိုကောင်းကောင်းပြောပါကောင်းအပြစ်ကင်းအောင်ပြောပါစကားဆိုတာပြောတဲ့စကားရှိတယ်မပြောတဲ့စကားရှိတယ်မပြောတဲ့နာကိုမပြောရဘူးပြောတဲ့နာကိုပြောရမယ်မပြောတဲ့မှုဆိုတဲ့နေရာမှာနော်ကိုယ့်အတွက်ကထားတာတစ်မျိုးမပြောတဲ့မှုဆိုရင်ပြောရမယ်ဆိုရင်ကိုပြောလိုက်လို့တစ်ဖက်သားထိခိုက်နစ်နာပျက်စီးသွားမယ်ဆိုရင်မပြောနဲ့မှန်အောင်တော့လည်းမပြောနဲ့သူများအကျိုးပျက်စီးသွားအောင်မပြောတော့မှမပြောရဘူးလို့ဆိုသို့တော့ရသော်ပြဆုံးမထားတဲ့အပြောရပါတော့ဆိုရင်သူတော်ဘာပျက်စီးသွားအောင်ရှုံးပြင်းကနာတိုက်တက်ပြီးတဲ့အခါကျတော့မဟုတ်မှန်သိလျက်ဟုတ်တယ်လို့လိမ့်နေတက်သိထွက်တယ်ဟုတ်တာကြတော့မဟုတ်ဘူးလို့သက်သေထွက်တယ်တစ်ဖက်သားထိခိုက်နစ်နာမှုတွေအများကြီးဖြစ်တယ်အဲ့ဒါလို့သူများအကျိုးပျက်စီးစေတဲ့မုဒ္ဒဝါဒမျိုးမပြောရဘူးလို့ဆိုလိုတယ်အဲ့ဒါကိုအဋ္ဌပင်စနကလို့ခေါ်တယ်အဋ္ဌဆိုတာအကျိုးစီးပွားကိုပင်စနကပျက်စီးသွားစေတယ်တစ်ဖက်သားအကျိုးထိခိုက်သွားအောင်ပြောတယ်မုဒ္ဒကိုပြောတာကိုစီလာတောင်းတာမပေးခြင်းလို့မရှိဘူးပြောတာမျိုးပြောတာမဟုတ်ဘူးနော်ဥဒ္ဒဝါဒဆိုတာကိုရှိတာပဲမပေးခြင်းမပေးနဲ့ပေါ့အဲ့ဒါပဲအဲ့တော့မပေးခြင်းလို့မရှိဘူးပြောလိုက်တယ်အနေအကြောင်းမို့လို့ရှိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်သို့မဟုတ်သိရတဲ့နဲ့မသိဘူးပြောတယ်ဘယ်သူမှမထိခိုက်ဘူးအဲ့မျိုးပြောတာမဟုတ်ဘူးမုဒ္ဒဝါဒဆိုတာသူတို့ကအကျိုးပြပြအောင်ပြောတာကိုမုဒ္ဒဝါဒလို့ခေါ်တယ်အဲ့တော့လိန်ပြောတာမျိုးမပြောနဲ့နောက်တစ်ခုကတော့သွေးခွဲတဲ့စကားမပြောနဲ့လူနှစ်ယောက်အစဉ်ပြေးနေလို့ရှိရင်မတည့်အောင်ချွန်တွန်းလုပ်တတ်တယ်ဝင်ပြီးတော့သွေးခွဲတတ်တယ်သွေးခွဲတယ်ဆိုတဲ့လူတယောက်ကတယောက်နဲ့တယောက်တဲ့နေတာကိုမကြည့်ကြလို့မတည့်အောင်လုပ်တယ်သွေးခွဲတဲ့စကားခုံးတိုက်တယ်လို့လည်းခေါ်တယ်နော်ပိတုနာဝါစာနောက်တစ်ခါဆဲတာကြညံ့ထဏပြောတာလူတစ်ဖက်သားမခံကျင်လောက်အောင်ဆဲရည်တိုင်းထွာပြီးတော့ပြောတာအဲ့ဒီလိုပြောတာဖရုဒဝါစာအဲ့တော့နှုတ်ကပဲပြော Facebook ထဲကပဲရေးဆဲတာပဲတစ်ဖက်သားမခံကျင်အောင်မပြောရဘူးလို့သူတို့ဆိုလို့အဲ့ဒါဖရုဒဝါစာသမ္ပပလပဆိုတာတော့ကိုပြောတဲ့စကားဟာတမိုးမဲ့တဲ့စကားဖြစ်တယ်တမိုးမဲ့ရင်မကဘူးအစိတ်တောက်ဖြစ်တဲ့စကားမျိုးတွေပေါ့နော်ကျိုးမဲ့တဲ့စကားမျိုးတွေတန်ဖဆိုတဲ့အဓိပ္ပာယ်ကတန်ဟိတဒုက္ခပလပတိဟိတဒုက္ခကိုပျက်စီးစေတဲ့စကားလို့ပြောတာနော်အကျိုးစီးပွားအတွက်ပါတခုမှထောက်ကူမဖြစ်ဘဲနဲ့ပျက်စီးစေတဲ့စကားမျိုးတွေသူကပိုးကျပြန့်တယ်ပေါ့ဟိုလိန်နာလည်းမဟုတ်ဘူးနော်ဟိုတွေးခွဲတာလည်းမဟုတ်ဘူးဆဲတာလည်းမဟုတ်ဘူးသို့သောသူပြောလိုက်တဲ့စကားဟာလူတွေရဲ့စိတ်ဓာတ်ကိုစိတ်ခတ်လိုက်တယ်လို့ဖြစ်သွားမဟုတ်တဲ့လမ်းကြောင်းပဲရောက်ခွန်ဝိုင်းခြင်းပေါ့ခုခေတ်ဆိုရင်တော့ brain wash ပေါ့အဲ့လိုပဲနေရာမှာနော်မဟုတ်တာတွေရိုက်သွင်းထားတယ်ဘလာဘလာ brain wash လုပ်တာဖြစ်တယ်အဲ့ဒါနဲ့နိစ္စတယ်နော်တန်ဟိတဒုက္ခံပလပတိဝိနာတေတိအေဒိနာတိတံဖန်လို့စာပေကျမ်းကမှာအဓိပ္ပာယ်ဖွင့်တယ်
လူတယောက်ရဲ့ဟိတဒုက္ခဟိတဆိုတာချမ်းသာကိုရဖို့အကြောင်းတရားဒုက္ခဆိုတာချမ်းသာအကျိုးနဲ့အကြောင်းနှစ်ခုတွဲထားတာဟိတကအကြောင်းဒုက္ခကအကျိုးတော့ဟိတရှိမှဒုက္ခဖြစ်တာအဲ့ဒါကြောင့်မို့အဲ့ဒီကောင်းရကောင်းကြောင်းဖြစ်တဲ့အကြောင်းတရားနဲ့အကျိုးတရားနှစ်ခုစလုံးကိုပျက်စီးအောင်ပြောတာဆိုအဲ့ပြောတဲ့စကားကိုတမ္ဖပလာပတမ္ဖဆိုတာအကျိုးမရှိတဲ့စကားပိန်ဖြင်းတဲ့စကားလို့ဆိုတဲ့အဓိပ္ပာယ်ကတော့စဘာပင်ကလာတဲ့ဝေါ်ဟာရပဲစဘာပင်ကအတိအဆန်းထဲရမယ့်အချိန်မှာမထဲဘူးဆိုရင်အဲ့ဒီစပယ်နံကဘာမှထဲတဲ့အဆန်းမပါတော့အဖြင်းစဘာဖြင်းလို့ခေါ်တယ်ထဲထဲမှာအဆန်းမပါဘူးအခွန်မဲ့ထွက်လာတယ်အဲ့ဒါဆိုတာရှိတယ်နော်ထဲထဲမှာအဆန်းမပါဘဲနဲ့အခွန်ကြီးပဲအဲ့ဒါကိုရည်ရွယ်ပြီးတော့ပိန်ဖြင်းအနိတ္တရာမရှိတဲ့စကားမျိုးလို့သူတို့ဆိုလို့တဲ့ပေါ့အဲ့ဒါကဝါရအနေနဲ့သုံးတာအနိတ္တရာမှတ်သားစရာမပါဘူးအနိတ္တရာမရှိဘူးဓမ္မို့မရှိတဲ့စကားဓမ္မို့မဲ့တယ်အခုပြောတဲ့တမ္ဖရဲ့အဓိပ္ပာယ်ကျတော့ဓမ္မို့မဲ့ယုံနဲ့မကဘူးကောင်းတာတွေပျက်စီးစေတာပါသေးတယ်သူကပို့လေးပဲရှိတယ်အဲ့တော့ brain wash လုပ်တာပေါ့စိတ်ကောင်းနှလုံးကောင်းတွေပျက်စီးသွားစေတတ်တဲ့စကားမျိုးအတွေးခေါ်တွေပြတ်သွားစေတတ်တဲ့စကားမျိုးအဲ့ဒါမျိုးအတမပလာပါတော့အဲ့ဒါမျိုးမပြောရဘူးလို့ဆိုလို့တယ်မြတ်စွာဘုရားဝါစံပဏိဒါယတမ္မာလူတယောက်ပျက်စီးသွားစကားအပြောကလူတယောက်ကိုပျက်စီးစေတာဟုတ်ကောင်းလဲကောင်းစေတယ်ပြက်လည်းပျက်စီးစေတယ်ဒါမှမဟုတ်ပြောဆိုမှုကသိအရေးကြီးတယ်ပေါ့အဲ့တော့စိတ်ကောင်းနှလုံးကောင်းထားပြီးရင်အပြောဆိုအပြစ်ကင်းတဲ့စကားပြောပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတာရှိတယ်စကားပြောရင်ကိုပြောတဲ့စကားသည်မှန်တာကိုသာပြောမယ်မမှန်တာမပြောဘူးမှန်ပြီးတော့အကျိုးရှိမှပြောမယ်အကျိုးမရှိရင်မပြောဘူးအကျိုးတော့ရှိတယ်မပြောတဲ့အချိန်မပြောဘူးပြောတဲ့အချိန်ကျမှပြောမယ်ပြောပြီးဆိုရင်လည်းရှင်ရင်ကြီးစကလုံးလာနဲ့ပြောမယ်စကလုံးအသုံးအစားပြီးတော့ယဉ်ကျေးတဲ့စကလုံးနဲ့ပြောမယ်စိတ်ဓာတ်ကိုမေတ္တာနဲ့ပြောမယ်ဒေါသနဲ့မပြောအဲ့ဒါကြောင့်အပြောကောင်းတယ်ဆိုပြောတာသူဝတိတဝါစာကောင်းတဲ့စကားဖြစ်တယ်အဲ့တော့နောက်မောအတွက်နံပါတ်1စိတ်ကောင်းတာနံပါတ်2ကအပြောဆိုပြင်းကောင်းအောင်ပြင်းဒီနှစ်ခုရသွားပြီနော်အဲ့ဒါကိုအချင်းချင်းပြောလိုက်မယ်ဆိုလို့ရှိရင်တော့စိတ်ကောင်းတာဆိုတာသူစရိုက်စိတ်ဒီမမွေးနဲ့လို့ပြောတာမနောသူစရိုက်၃မျိုးအဲ့စိတ်ကောင်းတာဆိုတဲ့ထဲမှာသူကသူစရိုက်နဲ့ပြောမယ်မနောသူစရိုက်က၃မျိုးရှိတယ်မနောသူစရိုက်၃မျိုးဆိုတာဘာတော့သူများပစ္စည်းကိုလိုချင်တဲ့လောဘကင်းရမယ်သူတစ်ပါးကပျက်စီးလို့တဲ့စိတ်ကင်းရမယ်ကံကံဤကျိုးကိုသိမြင်တဲ့အမြင်ရှိရမယ်ပါဠိလိုအနာပိစာအပြပါဒသမဒိဋ္ဌိအဲ့ဒါစိတ်ကောင်းနော်စိတ်ကောင်းထားတာသူရပစ္စည်းကိုလိုချင်တာမလုပ်ဘူးသူများသိပါစေဆိုတဲ့ဒေါသမျိုးမရှိဘူးမှားယွင်းတဲ့အမြင်အယူဆမှားယွင်းတာလက်မခံဘူးအဲ့ဒီ၃မျိုးဟာဒါမနောသူစရိုက်စိတ်ကိုကောင်းတာလို့ပြောလို့ရတယ်ထိတဲ့ပို့ချဲလို့ရှိရင်တော့ခုနကစိတ်ကောင်းတယ်လို့ကောင်းတယ်အဲ့တော့အပြောဆိုဆင်ញင်ရမှာဆိုတာဝစီတုစရိုက်နဲ့ပတ်သက်တာမပြောနဲ့ဝစီတုစရိုက်ပဲပြောဝစီတုစရိုက်ကဘာတော့မနာပဲပြောတယ်တွေ့ခွဲစကားမပြောဘူးဉာဏ်ဉာဏ်ဌာနမပြောဘူးအကျိုးရှိတာပဲပြောတယ်ဒါဝစီတုစရိုက်အနှုတ်ပြောနဲ့ပတ်သက်ပြီးတော့လို့ခွဲနောက်တတိယအချက်ကဘာတော့ဆိုကာယေနပပနိအကုပ္ပမနောကိုယ်ဒီလက်ရောက်ရှုံးမာတဲ့အလုပ်တွေမလုပ်ပါနဲ့
ရှုံးမာတဲ့အလုပ်ကိုဒီလည်းရောက်မဟုတ်တာတွေမလုပ်ပါနဲ့ဆိုပါပြောတော့သူများသက်သက်ဖို့မကြိုးစားပါနဲ့သူတစ်ပါးဥစ္စာခိုးယူဖို့မလုပ်ပါနဲ့သူတစ်ပါးသားမယားပြစ်မှားပြီးကျူးလွန်တာမလုပ်ပါနဲ့ကာယဒုစရိုက်သုံးခုရှောင်ပါသိက္ခာရှိရှိနေပါသူတို့ဆိုလို့လေနော်တော့စိတ်ကောင်းလဲထားတယ်စကားပြောလဲဆင်ញင်နေကိုရီလျောက်လည်းမကောင်းမှုတွေမလုပ်ဘူးဆိုဒီသုံးခုကတော်တော်လေးကိုပြည့်စုံသွားပြီကာယကဝစီကမနောကစင်ကြယ်တန်းရှင်းလာလူဘဝဟာဒါအခြေခံမယ်အခြေခံမယ်ဒါကြောင့်မလို့အထက်ကရာကဒီနေရာမှာရှင်းတာပုပ္ပသုတ်တိအင်္ဂါတဲ့လူတော်လူကောင်းဖြစ်ဖို့ရအတွက်အဲ့ဒီအချက်သုံးချက်နဲ့ပြည့်စုံအောင်အဲ့ချက်သုံးချက်နဲ့ပြည့်စုံအောင်မယ်လို့သူဆိုလို့နောက်ပြီးတော့ဒီလိုအခြေအနေကောင်းတွေဖန်တီးထားပြီးတော့ဒါကမလုံတဲ့နာတွေကိုဖယ်ခိုင်းတာလုံတဲ့နာကြတော့ပါတော့ကိုဟာလူဆိုတာဘဝတစ်ခုရလာလို့ရှိရင်စာဝတ်နေပြည့်စုံတဲ့ဘဝရှိတယ်စာဝတ်နေမပြည့်စုံတဲ့ဘဝရှိတယ်မပြည့်စုံတဲ့ဘဝကိုတော့မပြောဘူးပြည့်စုံတဲ့ဘဝကိုပြောလိုက်မယ်ဘဝနာပဏ္ဏခရမဝတ္တန်တော်တဲ့မင်းဟာကံကောင်းထောက်မှလို့စာဝတ်နေပြည့်စုံတဲ့မိသားစုအိမ်မှာနေတယ်ဆိုရင်မင်းပါလေလို့တဲ့ဆိုခုနအချက်သုံးချက်လုံးရင်ကိုပဲလူကောင်းဖြစ်ပြီနော်အဲ့ဒီတဲ့ပို့ပြီးပါလို့တဲ့မင်းမှာစားစရာတောက်စရာပြည့်ပြည့်စုံစုံနဲ့စီးပွားဥစ္စာပြည့်ပြည့်ဝဝနဲ့အဲ့ဒီလိုဘဝမျိုးမှာနေတဲ့ဆိုရင်တတ်တော့မင်းယုံကြည်ချက်ထားပါကံကံဤကျိုးကောင်းတာလို့ရင်ကောင်းတာရတယ်ဆိုယုံကြည်ချက်ထားသို့မဟုတ်ကုသိုလ်ရေးကိုစိတ်ဝင်စားလိုက်ပါပရဟိတအလုပ်ကိုမင်းစိတ်ဝင်စားပါဆုံးဖြတ်ထားပါမုဒုမောင်းမာတဲ့စိတ်မထားနဲ့မေတ္တာထားပါအလုံးပေါ်မှာမုဒုဆိုတာနုညံ့နဲ့ပျော့ပြောင်းတဲ့လို့ပြောတာဒေါသတို့မာနတို့ကခက်ထန်တယ်လေအဲ့ဒီခက်ထန်မှုရဲ့ဆန့်ကျင်မဲ့နုညံ့ရမယ်ပျော့ပြောင်းရမယ်လူဟာရှင်ကျေးသိမ်မွေးရတယ်လူကြီးလူကောင် gentleman ဖြစ်ရမယ်သူတို့ဆိုလိုတာပေါ့နော် gentle ဆိုတာရှင်ကျေးတာလေ gentleman ဖြစ်ရမယ်လို့ဆိုလိုတယ်ဘုဒ္ဓတန်ဝိပါခိကိုရထားတဲ့ပစ္စည်းကိုကိုမိသားစုမှာတောင်မှခွဲဝေသုံးပါကိုတယောက်တည်းမသုံးပါနဲ့ဒါနဲ့ဒါလို့တာပဲနော်သူချင်းချင်းကိုနဲ့အတူနေလို့ရှိရင်မျှဝေသုံးဆွဲပါလို့ပြောတာဘုန်းကြီးတွေဆိုရင်လည်းကိုเจ้าမနေတဲ့တန်ဃာတွေနဲ့မျှဝေသုံးဆွဲပါကိုတယောက်တည်းမသုံးပါနဲ့လူဆိုရင်လည်းကိုမိသားစုမျှဝေသုံးဆွဲပါအိမ်နာနှိကျင်နေနဲ့မျှဝေသုံးဆွဲပါတတ်နိုင်သို့မဟုတ်ကိုနေတဲ့ရွာနဲ့မျှဝေသုံးဆွဲပါတန်ဝိပါကိတတ်နိုင်တော့ခုညီပါသူများပမာရီကတော့အဲ့ဒီချက်သိပြောစရာမလိုဝတ္တိညူဆိုတာတစ်ဖက်သားရဲ့ခံစားချက်ကိုနားလဲပါဆိုတာငါသာချီးပွားခြင်းနဲ့စိတ်မထားပါနဲ့မစ္စရိယကင်ပါလို့ဆိုလိုတယ်နော်မစ္စရိယကင်ရမယ် selfishness လူတိုင်းကကဲ့ရဲ့ရှုပ်ချရမယ်အချက်ပဲနော်ကိုကြိုးရှာအတ္တကြီးတယ်ဆိုတာလေပြောခံဝိရိယဆိုတာတစ်ဖက်သားကိုသဘောပေါက်နားလဲရဆိုတော့တတ္တောမုထုတံဝိပါကိဝရိယကုသိုလ်ရေးမှာစိတ်ဝင်စားတာတတ္တာဒီမမနာတွေဒေါသတွေမချီဘူးရှင်ကျေးလိမ္မာတာမုထုခွဲဝေသုံးဆွဲတာတံဝိပါကိတစ်ဖက်သားရဲ့စိတ်ခံစားချက်ကိုနားလဲသဘောပေါက်ပြီးကိုယ်သာချီးပွားလို့ခြင်းနဲ့စိတ်မရှိတာဝရိယညုမျှဝေသုံးဆွဲလိုက်အဲ့တော့ဧတေတုဓမ္မေတုထိတောစတုတု
အဲ့ဒီတတ္တာရဲ့မုထုတံဝိပါကိဝရိညုဆိုတဲ့ဒီဓမ္မဘောမှာယက်တီးပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာပရလောကနာပါယေနောက်ဘဝဆောင်ကြောက်ဆံမလို့ဘူးအဲ့တော့နောက်ဘဝအတွက်အမခံချက်ရပါလားဆိုတာအဲ့ဒါတွေရှင်းတော့ဒါသိကြတယ်ကြောက်ဆံမလို့ဘူးဆိုတာအမခံချက်ပေးလိုက်တယ်မင်းမစိုးရိမ်နဲ့နောက်ဘဝအတွက်ဒီတိုင်းသာနေနော်ဒီတိုင်းသာနေဒီကုသကံမင်းကိုကြိုးပေးတယ်ကောင်းကင်ဘုံကထာဝရဘုရားကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ဒီတိုင်းနေရင်မင်းဘုရားသခင်ကမလိုက်မယ်အသေးကြတယ်ဘုရားသခင်ကနေပြီးတော့ဖန်တီးပေးလိုက်မယ်ဒါအဲ့လိုပြောလို့ရတာပေါ့နော်တော့ကောင်းကင်ဘုံကဘုရားသခင်ကိုလက်မခံတဲ့အေတိယေဆွဲဖောရဘာသာတွေအနေနဲ့တော့ဒီတရားတွေကဒီကောင်းတဲ့စိတ်ဓာတ်တွေကမင်းကိုအမခံချက်ပေးလိုက်မယ်အဲ့တော့ဘာသာတရားတွေမှာထာဝရဘုရားဆိုတာယုံတဲ့ပုဂ္ဂိုလ်ရှိတယ်မယုံတဲ့ပုဂ္ဂိုလ်ရှိတယ်ဖန်ဆင်းရှင်ကိုယုံတဲ့ပုဂ္ဂိုလ်ရှိတယ်မယုံတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒါမဲ့ဘုရားဘာသာတွေကဖန်ဆင်းရှင်ကိုမယုံတဲ့အထက်မှာပါတယ်ဒါကြောင့်မို့ဘုရားဘာသာကို atheist လို့ခေါ်တယ်အဲ့ဒီဖန်ဆင်းရှင်ကောင်းကင်ဘုံထာဝရဘုရားကိုယုံကြည်ရင် atheist လို့ခေါ်တယ်ဒါတော့ကိုယုံကြည်ရပဲပေါ့နော်အဲ့တော့ကောင်းတာလုပ်ဖို့အဓိကဖြစ်တယ်ကောင်းတာလုပ်ရင်ဘုရားဘာသာဆိုရင်ဒီချက်တွေမင်းပြည့်စုံလို့ရှိရင်ဒီကုသိုလ်ကံတွေရှိနေရင်မင်းနောက်ဘဝအတွက်အာမခံချက်ရပြီမကြောက်နဲ့တော့ပြောတာအဲ့တခြားဘာသာဝင်တွေကြတော့ဒီတိုင်းနေရင်မင်းဘုရားသခင်ကကဲလိုက်ပဲနော်ဒီတိုင်းကျင့်ကြကြကိုအားထုတ်ရင်တော့ဘုရားသခင်ပဲပါကဲမှာပဲဒီတိုင်းမဟုတ်ဘူးဆိုရင်လည်းဘုရားလည်းမတတ်နိုင်ဘူးအဲ့တော့ဒီချက်တွေဘယ်လောက်ကောင်းတော့ကြည့်ပါလားနော်ကာယကံဝစီကံမနောကံနဲ့မင်းမဟုတ်တာမလုံနဲ့နော်ကောင်းတဲ့လူကိုစိတ်ဝင်စားဒေါသမနမကြည့်နဲ့အလုံးမျှဝေသုံးဆွဲနော်ကိုယ်သာသုံးမယ်ဆိုစိတ်တမထားနဲ့ဆိုတာအကောင်းနေကြီးပဲလေလူတော်ကမှာဒါပြည့်စုံတဲ့ဟာတွေပဲအဲ့ဒီတိုင်နေထိုင်လို့ရှိရင်ဒီအချက်ဒီကိုချင်းတရားတွေပေါ်မှာယက်တည်နေတဲ့ပုဂ္ဂိုလ်ဖို့ပရလောကနာပါရဲ့နောက်သွားရမယ်နောက်ဘဝအတွက်မကြောက်နဲ့တော့အာမခံချက်ရသွားပြီတန်တရားထဲမှာအာမခံချက်ရပြီဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားတဲ့ဘိတာဆိုတဲ့သုတ်မှာပါတန်ယုတ်တာပါဠိတော်မှာဘိတာဆိုတဲ့သုတ်ရရှင်းပြတယ်အဲ့တော့ပြန်ပြီးတော့ချုံပြောမယ်ဆိုရင်နံပါတ်1စိတ်ကောင်းထားနံပါတ်2စကားကိုပြစ်ကင်းအောင်ပြောကိုဒီလျောက်လှုပ်တဲ့အခါမှာမဟုတ်တာတွေမလုပ်နဲ့လုံးဝရှောင်အဲ့ဒီလိုလုံးဝရှောင်ရင်ကိုပဲမင်းအခြေအနေကောင်းနေမင်းမှာရပြီဆက်လို့ရမှာပါတော့မင်းမှာပြည့်စုံတဲ့ဘဝမှာဆိုရင်မင်းစိတ်ဝင်စားလိုက်ပါသူများအကျိုးဆောင်ရဖို့စိတ်ဝင်စားလိုက်ပါတတ်တော့မင်းမာနတွေဒေါသတွေမကြည့်ပါနဲ့ပြောပြောင် gentleman ဖြစ်အောင်နေစမ်းပါတန်ဝိပါခိမြတ်တာခွဲဝေပြီးတော့သုံးဆွဲပါဝရိညုမင်းကိုကြိုးတာမကြည့်နဲ့တပြားစိတ်ခံစားကိုနားလဲပေးပါအဲ့ဒီအချက်၄ချက်မင်းမှာပြည့်စုံပြီဆိုလို့ရှိရင်မင်းမကြောက်နဲ့နောက်ဘဝမင်းအတွက်ရှေးကအသင့်ကြအသင့်ဆိုတာဖြစ်ပြီအဲ့လိုဆိုလို့လေနော်နောက်ဘဝအတွက်ဒါအမခံချက်ရသွားပြီအဲ့တိုင်းသာနေမကြောက်နဲ့ဒါဖះအာမခံပေးတာဘုံဘဝအာမခံပေးတာမဟုတ်ဘူးကြောက်စရာမလိုဘူးလို့ပြောတာအဲ့ဟာတွေနဲ့ပြည့်စုံနေကြောက်စရာလုံးဝမလိုဘူးမစိုးရိမ်နဲ့သိကျင်တဲ့ချိန်သေးသူကသိကျင်သိမှာပဲဒီပြောတော့ရတော့မဟုတ်တာနော်သိကျင်တဲ့ချိန်သေးငါဒါတွေရှိဖို့အရေးကြီးတယ်ကျန်တာတွေစိုးရိမ်မနေနဲ့အဲ့ဒါလို့နှလုံးသွင်းနိုင်အောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီကျင့်သုံးနေထိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း